안녕하세요, 여러분. 나중에 디마가 디 비디오 클래스 마카가로 영세 한국어 1-1 디 텍스트북 동뷰비로 템비메 비디오 클래스 리ဖြစ်ပါတယ်. 나중에 디 영세 한국어 텍스트북가 ဘယ်လိုလဲဆိုရင် 누가 디အခန်းကြီး 5ခန်း ပါမယ်. အဲ့ဒီ အခန်းကြီး 5ခန်း တစ်ခုချင်းစီမှာ အခန်းလေး 5ခန်း ပါမယ်. အဲ့ဒီ 5ခန်းမှာမှ ပထမဦးဆုံး 4ခန်းက ဒီသစ်တင်ရမယ် သင်ခန်းစာလေးတွေ ခေါင်းစဉ်အမျိုးမျိုး နဲ့ သင်ရမယ် သင်ခန်းစာလေးတွေ ဖြစ်ပြီးတော့ နောက်ဆုံး အခန်းလေး 5ကကြတော့ ဒီအခန်း 4ခန်းကို ပြန်ပြီးတော့ ရလား မရလား ဆိုတာကို စစ်တဲ့ အခန်း ဖြစ်ပါတယ်. né ဟုတ်ပါပြီ. ဒါဆိုရင် သင်ခန်းစာလေးကို ကြည့်ကြမယ်ပေါ့နော်. ဒီပထမဆုံး အခန်းလေးကို ကြည့်ကြမယ်. ဟုတ်ပါပြီ. ဒါဆိုရင် ဒီအခန်းတစ်ခန်းစီမှာကြတော့ ဒီ grammar လေးတွေလည်း သင်ရမယ်. word လေးတွေလည်း သင်ရမယ်ပေါ့နော်. စကားပြောလေးတွေ writing ပိုင်းလေးတွေ သူကအကုန်လုံးပါတယ်. textbook လေးပေါ့နော်. တော်တော်လေးကို အဆင်ပြေတယ်. ဒီသင်တန်းကျောင်းတွေမှာလည်း အသုံးများတဲ့ ဒီ textbook လေးပါ. ဟုတ်ပါပြီ. ဒီမှာက ဒီ ဘီတွေ တရတွေကတော့ visit မှာ သင်ခဲ့ပြီးပြီဆိုပြီးတော့ ထင်တဲ့အတွက်ကြောင့်မလို့ ဘီတွေ တရတွေ ဒါလေးတွေ visit တွေကို ပြန်ပြီးတော့ မသင်တော့ပါဘူးเนาะ. ပထမဦးဆုံးပြောချင်တာကတော့ ဒီ သင်ခန်းစာလေးကို မသွားခင်မှာ ဒီ သင်ခန်းစာလေးမှာ ပါဝင်သွားမယ် သရုပ်ဆောင်လေး ဒီ ဇာတ်ဆောင်လေးတွေရဲ့ မိတ်ဆက်ကလေးကို အရင်ဆုံး ကြည့်ကြည့်ပါမယ်. ဒီမှာ 나오는 사람 ဆိုတာကတော့ ဒီ ပါဝင်တဲ့လူတွေ ဆိုတဲ့အဓိပ္ပာယ်မျိုးပါ. 나오다 ဆိုတာက ထွက်လာသည် ဆိုတဲ့အဓိပ္ပာယ်ရှိတယ်. 사람 ဆိုတာက လူ ဆိုတဲ့အဓိပ္ပာယ်လေး. အဲ့တော့ ဒါလေးကပြောချင်တာက ဒီစာအုပ်ထဲမှာပါဝင်မဲ့လူတွေရဲ့ လူ ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပါ. ဟုတ်ပြီ. ဒါဆိုရင် ဒီမှာ ဒီကောင်လေးရဲ့နာမည်က 토슨 제임스တဲ့. 토슨 제임스 ဆိုတဲ့ကောင်လေး. သူကဘာလူမျိုးလဲဆိုရင် 미국 အမေရိကန်လူမျိုး. သူ့ရဲ့အလုပ်ကံကဘာလဲဆိုရင် 기자. 기자 ဆိုတာက သတင်းထောက်. 토슨 제임스, 제임스, 토슨 제임스 เนาะ. 토슨 제임스의 အလုပ်အကိုင်က ဒီသတင်းထောက်ဖြစ်ပြီးတော့ သူကတော့ အမေရိကန်လူမျိုးဖြစ်တယ်. ဒီစာအုပ်ထဲမှာကကြတော့ ဒီ James ဆိုတာလေးကိုပဲ အသုံးများပါလိမ့်မယ်เนาะ. James ဆိုတာလေးကိုသိရင်ရပြီ. ဒီကောင်လေးက James ဆိုတာလေးကိုသိရင်ရပြီ. ဒါဆိုရင် ဒီဘက်ကကောင်မလေး. ဒီဘက်ကကောင်မလေးရဲ့နာမည်ကကြတော့ Yoshida Rie. Yoshida Rie. Yoshida Rie. သူ့ကို Rie ဆိုပြီးတော့သိရင်ရပြီ. သူကကြတော့ဘာလူမျိုးလဲဆိုရင် 일본ဆိုတာက ဂျပန်လူမျိုးဖြစ်ပြီးတော့ သူ့ရဲ့အလုပ်ကံကဘာလဲဆိုရင် 온라인ဘဏ်ဝန်ထမ်းဖြစ်ပါတယ်. ဒီမှာရှိတဲ့ online ဆိုတာကကြတော့ ဘဏ်ဖြစ်ပြီးတော့ နောက်က won ဆိုတာလေးထည့်လိုက်မယ်ဆိုရင် ဘဏ်ဝန်ထမ်းဖြစ်သွားပါတယ်. ဒီမှာဆိုရင် အတန်ပြောင်းတာလေးတွေလည်း သင်ပြီးပြီလို့ထင်တယ်ပေါ့နော်. ဒါပေမဲ့တော့ ပြန်ပြီးတော့ ပြောလိုက်ပါမယ်. အောက်မှာရှိတဲ့ နာလေးရှိတယ်. နောက်မှာက ဟာဘီလေးလိုက်နေတယ်ဆိုရင် ဒီနားတက်ကလေးက ဟာဘီလေးနေရာကိုတက်ပြီးတော့ဖတ်ရမယ်. အဲ့ဒါဆိုရင် 네ဆိုပြီးတော့ဖြစ်မယ်. အောက်မှာ ငါးတက်ကလေးရှိတယ်. နောက်က အာလေးရှိနေတယ်. အဲ့ ငါးတက်ကလေးက အာလေးနေရာကိုတက်ဖတ်မယ်ဆိုရင် ငါးတန်လေးထွက်ပေးရမယ်ပေါ့နော်. အဲ့တော့ won မဟုတ်ဘဲနဲ့ ngon ဆိုပြီးတော့ ငါးတန်လေးထွက်ပေးရမယ်. on, un, ne, won. un, ne, won. 누가 제임스의 합수직 친구. 누가로 제임스의 이အဆောင် တငယ်ချင်း ဆိုတဲ့အဓိပ္ပာယ်. 합수직ဆိုတာကတော့ အဆောင် ဆိုတဲ့အဓိပ္ပာယ်. ကျောင်းဆောင် မဟုတ်ဘဲနဲ့ အပြင်ဆောင် ဆိုတဲ့အဓိပ္ပာယ်မျိုးလေးเนาะ. 기숙사 ဆိုတာတစ်ခုရှိသေးတယ်. 기숙사ကြတော့ ကျောင်းကနေပြီးတော့ပေးတဲ့အဆောင်ဖြစ်ပြီးတော့ 학습지 ဆိုတာကကြတော့ အပြင်ဆောင်ပါ. အပြင်ဆောင်ဆိုတော့ သူကဒီငှားနေလို့ရတာပေါ့နော်. အလုပ်သမားတွေ ဝန်ထမ်းတွေ ကျောင်းသားတွေ အကုန်လုံးကြိုက်တဲ့သူငှားနေတဲ့အဆောင်မျိုးပါ.
ဒီကီစုစားကြတော့ဒီအကြောင်းထဲမှာရှိတဲ့ကျောင်းသားတွေအတွက်ပဲငှားပြီးတဲ့အဆောင်မျိုးပေါ့နော်အဲ့တော့ချင်းကူဆိုတာကတော့တငယ်ချင်း James ရဲ့အဆောင်တငယ်ချင်းဒီမှာဆိုရင်ဥလေးရှိရဲ့သူ့ရဲ့အဓိပ္ပာယ်လေးကရဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးလေးပြပါတယ်သူကပိုင်ဆိုင်ခြင်းကိုပြတဲ့အခါမှာဆိုရင်ဥလေးကရဲ့အတန်လေးထွက်ပြရပါမယ်ဒါဆိုရင်ဒီဘက်ကဂျင်းစုကပဲရောက်လဲဒီဟာနော်ဂျင်းစုရဲ့အဆောင်တငယ်ချင်းသူတို့နဲ့ကတငယ်ချင်းပေါ့နော်ပြီးတော့ရင်ချိုဘက်ထိုပါမာရီယာချူဘဲထိုပါမာရီယာချူဘဲထိုပါမာရီယာသူ့ကိုမာရီယာဆိုပြီးတော့သိရင်ရပြီပေါ့နော်သူကဘာလူမျိုးလဲဆိုရင်ရုရှားရုရှားလူမျိုးဖြစ်ပြီးတော့သူကဒေဟက်စင်တက္ကသိုလ်ကျောင်းသူဖြစ်ပါတယ်သူကတက္ကသိုလ်ကျောင်းသူဟက်စိန်ဆိုရင်ကျောင်းသူဒေလီထည့်လိုက်ပြီဆိုရင်တော့ဒေဟက်စိန်ဆိုရင်တက္ကသိုလ်ကျောင်းသူဖြစ်သွားမယ်သူကဂျိမ်းစ်ရဲ့ဘန်ချင်းကူဂျိမ်းစ်ရဲ့အတန်းအတူတူတက်နေတဲ့တငယ်ချင်းတဒန်းထဲမှာအတူတူတက်နေတဲ့တငယ်ချင်းဆိုတဲ့အဓိပ္ပာယ်မျိုးလေးနော် now one wayဒီကောင်လေးကကြတော့ one way ဆိုပြီးတော့ဖြစ် one way ဆိုတဲ့နာမည်လေးရှိမယ်သူကဘာလူမျိုးလဲဆိုရင်ကျွန်းကူဆိုတဲ့တရုတ်လူမျိုးပါကျွန်းကူတရုတ်သူကဘာလုပ်ကန်လို့လဲဆိုရင်ခွဲစားဝန်ကုမ္ပဏီဝန်ထမ်းခွဲစားဝန်ကုမ္ပဏီဝန်ထမ်းခွဲစားဆိုရင်ကုမ္ပဏီနောက်ကဝန်ဆိုတာလေးထည့်လိုက်မယ်ဆိုရင်ကုမ္ပဏီဝန်ထမ်းဆိုပြီးတော့ဖြစ်သွားမယ်နောက်မှာသူကဘယ်ကုမ္ပဏီလဲဆိုတာလေးကိုပြောပေးထားတာပေါ့နော်ယောင်းဆဲဆိုတာကတော့နာမည်ဖြစ်ပြီးတော့မူယော့ဆိုတာကတော့ကုန်သွယ်ရေးလုပ်ငန်းဆိုတဲ့အဓိပ္ပာယ်မျိုးကုန်သွယ်ခြင်းဆိုတဲ့အဓိပ္ပာယ်လေးဒါဆိုရင်ယောင်းဆဲကုန်သွယ်လုပ်ငန်းဆိုတဲ့အဓိပ္ပာယ်မျိုးလေးအဲ့ဒီကုမ္ပဏီမှာသူကအလုပ်လုပ်တဲ့ကုမ္ပဏီဝန်ထမ်းပြီးတော့ရင် James ရဲ့ဘန်ချင်းကိုသူက James ရဲ့ဒီအတန်းပငယ်ချင်းဒါဆိုရင်ဒီ၃ယောက်ကတန်းထဲမှာတက်တဲ့အခန်းတငယ်ချင်းတွေအတန်းပေါ်လေးတွေဖြစ်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်အောက်က၄ယောက်ကိုဆက်သွားမယ်ပေါ့နော်ဒီတယောက်ကကြတော့ Kim Mi Son ဆိုတဲ့တယောက်ကသူကကိုရီးယားလူမျိုးဟန်ကူကိုရီးယားလူမျိုးဒေဟကွမ်စင်ဆိုတာကကြတော့သူကဘွဲလွန်ကျောင်းသူတက္ကသိုလ်ကျောင်းတက်တာပြီးသွားပြီသူကနောက်တစ်ဘွဲကိုထက်တဲ့အခါမှာဆိုရင်ဒါကိုဘွဲလွန်ကျောင်းသူဆိုပြီးတော့ဒေဟကွမ်စင်ဆိုပြီးတော့ခေါ်တယ်ပေါ့နော်ပြီးတော့ရင်သူကမာရီယာရဲ့ဘန်ချင်းကူမင်းချောရဲ့ယောဇာချင်းကူသူကမာရီယာရဲ့ဒီဘန်ဆိုတာကတော့ဒီအဆောင်ရဲ့ဒီသူတို့နေတဲ့အဆောင်ရဲ့အခန်းမှာအတူတူနေတဲ့တငယ်ချင်းကိုပြောတာဒီဘန်းကကြတော့ကျောင်းတန်းမှာပေါ့နော်ကျောင်းမှာရှိတဲ့အတန်းထဲမှာရှိတဲ့တငယ်ချင်းကိုပြောတာဒါကကြတော့ကိုနေတဲ့ဒီအဆောင်ရဲ့အခန်းအထဲမှာအတူတူနေတဲ့တငယ်ချင်းကိုပြောတာအဲ့တော့မာရီယာနဲ့သူကတငယ်ချင်းပေါ့နော်သူကအခန်းထဲမှာအတူတူနေတဲ့အခန်းပေါ်တငယ်ချင်းပြီးရင်မင်းချောတဲ့ယောဇာချင်းကူယောဇာဆိုတာကမိန်းကလေးချင်းကူဆိုတာကတငယ်ချင်းဒီယောဇာချင်းကူဆိုတာလေးကမိန်းကလေးတငယ်ချင်းဆိုတာမျိုးလေးပေါ့နော်သူကရီးစားဆိုတဲ့အဓိပ္ပာယ်မျိုးလေးရှိပါမယ်အဲ့တော့သူကဒီမင်းချောဘယ်ရောက်သွားလဲဒီဘက်မှာဒီကောင်လေးရဲ့ကောင်မလေးပေါ့နော်ဟုတ်ပြီဒါဆိုရင်နောက်ကြည့်မယ်ဆိုရင်ဂျောင်းမင်ချောဆိုတာကဒီကောင်လေးရဲ့နာမည်သူလည်းပဲဟန်ကူကိုရီးယားလူမျိုးဖြစ်ပြီးတော့သူ့ရဲ့အလုပ်ကိုင်ကယောဟင်းစာဂျီကွမ်ဆိုတာကတော့ကုမ္ပဏီပေါ့နော်သူကဘာကုမ္ပဏီလဲဆိုရင်ခီးသွားတဲ့ကုမ္ပဏီယောဟင်းစာဆိုတာကတော့ခီးသွားကုမ္ပဏီဖြစ်တဲ့ဂျီကွမ်ကကြတော့အလုပ်သမားပေါ့နော်ဝန်ထမ်းကိုပြောတာ
ဗာလဲဒီယောဟင်းစာဆိုတဲ့ဒီခရီးသွားကုမ္ပဏီမှာအလုပ်လုပ်တဲ့ဝန်ထမ်းပါပြီးသွားရင်သူကမီဆောင်းနဲ့နန်းကြားချင်းကူနန်းကြားဆိုတာကတော့ကောင်လေးယောက်ျားလေးကိုပြောတာအဲ့တော့ဒီမီဆောင်းရဲ့ကောင်လေးတငယ်ချင်းယောက်ျားလေးတငယ်ချင်းရီးစားကိုပြောတာပါပြီးသွားရင်ဒီတယောက်ရဲ့နာမည်ကတော့ယောင်စုယောင်စုဆိုတဲ့ကောင်လေးသူကလည်းပဲဟန်ကူကိုရီးယားလူမျိုးဖြစ်ပြီးတော့သူကဒေဟက်စိန်တက္ကသိုလ်ကျောင်းသားဖြစ်တယ်သူကဂျိမ်းစ်ရဲ့ဂျိမ်းစ်ဝါရီယဲရဲ့ဟောက်စုဂျီချင်းကူသူကဂျိမ်းစ်နဲ့ရီယဲတို့ရဲ့ဒီအဆောင်အတူတူနေတဲ့တငယ်ချင်းဒီဂျိမ်းစ်ရဲ့ရီယဲတို့ရဲ့အဆောင်မှာအတူတူနေတဲ့တငယ်ချင်းဒါဆိုရင်သူတို့၃ယောက်ကအဆောင်တူတဲ့ပုံစံလေးဖြစ်သွားမယ်ပေါ့နော်ပြီးသွားရင်အိုချောင်းဟီအိုချောင်းဟီဆိုတဲ့ကောင်မလေးပေါ့နော်သူကတော့ဟန်ကူကိုရီးယားလူမျိုးဖြစ်ပြီးတော့သူရဲ့အလုပ်ကိုင်ကဟွဲစားဝါကုမ္ပဏီဝန်ထမ်းဖြစ်တယ်သူကဘာမှလုပ်လဲဆိုရင်ယုံဆဲဟူရော့ယုံဆဲကုန်သွယ်ရေးမှာအလုပ်လုပ်တယ်အဲ့တော့သူကဝေးရဲ့ဟွဲစား၃မျိုးအဲ့မှာအောက်ကငါးပတ်လေးရှိတယ်နောက်ကရာလေးလိုက်တဲ့အခါမှာဒီရာလေးရဲ့အတန်ကနားတန်လေးပြောင်းထွက်ပေးရမယ်၃မျိုးဝေရဲ့ဒီကုမ္ပဏီမှာအတူတူလုပ်တဲ့လုပ်ဖို့ကင်ဖက်ဆိုတဲ့အဓိပ္ပာယ်လေး၃မျိုးဆိုတာကလုပ်ဖို့ကင်ဖက်ဆိုတဲ့အဓိပ္ပာယ်လေးပါအဲ့တော့သူတို့နှစ်ယောက်ကကုမ္ပဏီမှာအတူတူအလုပ်လုပ်တယ်ကုမ္ပဏီတစ်ခုထဲမှာအလုပ်အတူတူလုပ်နေကြတယ်လုပ်ဖို့ကင်ဖက်လေးကြီးနော်လုပ်ဖို့ကင်ဖက်လေးတွေပေါ့နော်နင်းဟုတ်ပါပြီဒါဆိုရင်ဇက်ကောင်မိတ်ဆက်ကလေးတွေပြီးသွားပြီပေါ့နော်ဒါဆိုရင်နောက်ဗီဒီယိုမှာသင်ခန်းစာလေးစကြမယ်ပေါ့နော်